မင်္ဂလာပါရှင်ဒီရချမ်းမှု channel လေးကနေပြန်လေးကြိုဆိုပါရစေဒီတစ်ပတ်မှာတော့မောင်သိန်းတင်မသိန်းရှင်ရုပ်ပြဇာတ်လမ်းလေးရဲ့အပိုင်း3ကိုဆက်လက်တင်ပြပေးသွားမှာဖြစ်ပါတယ်ရှင်အခန်း3ရွှေဘိုမြို့သို့မောင်သိန်းတင်တို့ရောက်ပြီးနောက်3ရက်ခန့်ကြာပြီးသောအခါမိတ်ဆွေအိမ်၌ခိတ္တတဲခိုစီပြီးမောင်သိန်းတင်မိဘများပြန်သွားကြ၏မန္တလေးကကိစ္စလေးတွေဖြစ်ပြီးရင်ရွှေဘိုမှာအိမ်ငှားပြီးနေကြရအောင်နော်မိဘများပြန်သွားပြီးမောင်သိန်းတင်လည်းအလုံးဝင်တော်၏အလုတ်ထဲ၌စိတ်ကိုနှစ်ထားတော်လဲစိတ်ကမသိန်းရှင်စီသို့ရောက်နေ၏မောင်မင်းစိတ်ကအလုတ်ထဲကိုထည့်ပါမောင်မင်းလောက်တာတွေအမှားမှားအရွေးရွေးနေဖြစ်နေတယ်သတိထားစမ်းပါလူကလေးစိတ်ကိုငြိမ်ငြိမ်ထားပြီးအလုတ်ကိုစူးစမ်းရ၏ဒီလိုမှပေါ့အလုတ်ဆိုတာမှားလို့မရဘူးမောင်သိန်းတင်မှာလည်းရွှေဘို၌အတိအကျွမ်းကမရှိရုံးနှိမ့်အိမ်နှိမ့်ရုံလုံးချလဲလိုက်နေတော့၏တရက်ရုံးမအပြန်ဈေးနား၌လူတယောက်နှင့်မျက်နှာချင်းဆိုင်ဆုံမိကြ၏ထိုသူကကြည့်ပြီးအံ့အားသင့်သောမျက်နှာဖြင့်မင်းမောင်သိန်းတင်မဟုတ်လားဟာဟုတ်တယ်မင်းစောဝင်ကြည်စမ်းကွာလူမန္တလေး high school ကျောင်းမှာကနေကကွဲသွားကြတာအေးကွာမောင်သိန်းတင်ဒီနေရာမှာပြန်တွေ့ရတာဝမ်းသာလိုက်တာကွာနေပါဦးစောဝင်မင်းကဒီကိုဘာလာလောက်တာလဲငါကမေးရမှာမန္တလေးသားရဲ့ငါကဒီရွှေဘိုကကွာအေးဟုတ်လားငါကမင်းတို့ရွှေဘိုအရေးပိုင်ရုံမှာစရေးဝင်လုပ်နေတာခံကြရကွာငါကပို့ပြီးခံကြတာပေါ့ရွှေဘိုမှာအတိအကျမ်းမရှိဘူးကွာမင်းနဲ့တွေ့လိုက်ရတာဝမ်းသာလို့မဆုံးဘူးအေးပါကွာရွှေဘိုမှာငါတယောက်လုံးရှိနေပြီပဲအားမငင်းနဲ့ကဲအခုရုံးကပြန်လာလားဟုတ်တယ်ရုံးစင်းပြီးအိမ်ကိုပြန်မလို့ကဲဒါဆိုငါနဲ့အခုအိမ်ကိုလိုက်ခဲ့ဖေမမတို့နဲ့မိတ်ဆက်ပေးမယ်ဝင်နိုင်ထွက်နိုင်လဲနိုင်တယ်အေးကွာဒါနဲ့မင်းအခုဘာလုပ်နေလဲမင်းတို့လိုကျောင်းဆက်မတက်ချင်တော့ခုနှစ်တန်းနဲ့ထပ်ပြီးအဖေအလုပ်ပဲဆက်လုပ်ရတာပေါ့ကုန်တယ်အလုပ်ဆိုတော့တနယ်နဲ့တနယ်သွားရတာအိမ်မကက်ရပါဘူးကွာအခုတော့ကုန်လာချပြီးမန္တလေးဆင်းမလို့မင်းနဲ့တွေ့ရတာကဲအိမ်ကြမှာစကားတွေပြောကြတာပေါ့အိမ်ကတိတ်မဝေဘူးဈေးနားမှာနေမောင်သိန်းတင်လဲစောဝင်းခေါ်ရသူတို့အိမ်သို့လိုက်လေ၏စောဝင်းအိမ်မှာဈေးနှင့်တိတ်မဝေးလားလူကုန်ထံများနေသောအယက်မှန်တိတာလာ၏ပဝင်းကျင်၌တဲဆုပ်အိမ်ဆုံမရှိအိမ်ကြီးအိမ်ကောင်းများသာရှိကြ၏စောဝင်းကနှစ်ထပ်အိမ်ကြီးရှိခြံတကားကိုတွန်းဖွင့်ပြီးအထဲသို့ဝင်လာ၏ဒါငါတို့အိမ်မဲစောဝင်းကဧကန်ထဲသို့ခေါ်သွားပြီးအဖေအမေတို့နှင့်မောင်သိန်းတင်အားမိတ်ဆက်ပေး၏ဒါကျွန်တော်နဲ့မန္တလေးမှာအကြောင်းအတူတူတက်ခဲ့ကြတဲ့တငယ်ချင်းမောင်သိန်းတင်နဲ့ခုရွှေဘိုအရေးပိုင်ရုံမှာစရေးဝင်လုပ်နေတယ်အိုးပညာတတ်လေးပဲစောဝင်းအဖေနှင့်အမေကမောင်သိန်းတင်အားအထင်ကြီးသောမျက်လုံးများဖြင့်ကြည့်ကြ၏ထိုအချိန်ကရွှေဘိုမြို့၌အင်္ဂလိပ်စာတက်များရှားပါသည်ကတကြောင်အရေးပိုင်ရုံ၏စရေးဆိုသည်မှာအင်္ဂလိပ်စာကိုကျွမ်းကျင်မှဖြစ်နိုင်ပေသည်ထို့ကြောင့်စောဝင်း၏မိဘများက BA တယောက်ဧကန်သလိုပြပြငါငါဧကန်လေ၏မောင်သိန်းတင်အိမ်ကိုဝေမှထွက်ပါလေပါကို့အိမ်ကိုသဘောထားပါဟုတ်ကဲ့ပါဦးနဲ့တော့စောဝင်းမိဘတွေဆိုတော့ကျွန်တော်မိဘတွေလိုပါပဲကျွန်တော်ကလည်းတနေတဲ့ကြီးမှာနေရတဲ့သူဆိုတော့ဆုံးမဆရာရှိတာဆုံးမပါသူ့လူသားလို့သဘောထားပါအေးကွာပညာလည်းတက်ယာရုကလည်းရှိရုပ်ရည်ကလည်းဒိတ်ဒိတ်ကျဲရုပ်မျိုးဒီလိုလိမ်မာရင်ကြည့်တဲ့ကလေးမျိုးသူ့လူသားလို့သဘောမထားရင်တို့မိုင်မဲရကြမှာပေါ့ဟုတ်ကဲ့ပါခင်ဗျအခုလိုပြောတာအားလေးရှိပါတယ်ကျေးဇူးလည်းတင်ပါတယ်စောဝင်းမရှိလဲလာလဲရမယ်နော်စောဝင်းကနေတွေမှာအလုပ်ကိစ္စနဲ့သွားနေတာလေအိမ်မှာပဲစားတော့ပေါ့အစားတော့ကိစ္စကလာကပေးစားပါတယ်အဆင်ပြေပါတယ်စောဝင်းနဲ့ကျောင်းလုံးကအကြောင်းများပြောရင်းမိုးချုပ်သွား၍အိမ်သို့မောင်သိန်းတင်ပြန်လာခဲ့သည်ရွှေဘုံမြို့မှာအခုလိုခင်မင်ဆရာမိသားစုနဲ့တည်ချမ်းရတာတန်မိုးရှိလာပါတယ်မောင်သိန်းတင်မှာရုံးစင်းလျင်စောဝင်းရှိရာသူ့အိမ်သို့သွားလေ၏မောင်သိန်းတင်ရောက်လျင်စောဝင်းအဖေနှင့်အမေပါလာရောက်စကားပြောဆိုကြ၏မောင်သိန်းတင်ကအပြောအဟောကောင်းသူဖြစ်သည်ဖြင့်သူ့စကားကိုအားလုံးနားထောင်ရတော့သည်ဒီနေ့ရုံးစင်းပြီးအိမ်သို့ပြန်၍ရေမိုးချိုးစားတောက်ပြီးစောဝင်းအိမ်သို့ထွက်လာခဲ့၏အော်မောင်သိန်းတင်လာပါမင်းတငယ်ချင်းစောဝင်းတော့မန္တလေးဆင်းသွားတယ်ကွအော်ဒါဆိုရင်မထိုင်တော့ပါဘူးစောဝင်းရှိတယ်မှန်လို့အိုးမောင်သိန်းတင်ဘလို့စကားပြောလိုက်တာလဲစောဝင်းမရှိလဲတို့ရှိပါတယ်အားများမနာပါနဲ့ကွယ်မင်းနဲ့စကားပြောရတာမင်းဦးလေးကဘဟုတုတရတယ်ဆိုပြီးသဘောကျနေတာကဲလာထိုင်
ဧကန်၌ထိုင်ပြီးစကားပြောနေချိန်၌မိန်းမပြူတယောက်ဧကန်သို့ဝင်လာ၍အကျန်းအိုးနှင့်စားစရာအမည်များလာချပြီးစောဝင်းအမေကထိုအမျိုးသမီးလေးအားမောင်သိန်းတင်ဒါစောဝင်းရဲ့အမလေး ဟုတ်လားစောဝင်းကအမရှိတယ်လို့ပြောမထားဘူး ဟုတ်လားနာမည်ကမသိန်းကြီးတဲ့သမီးမမေတို့ပြောနေတဲ့မောင်သိန်းတင်ဆိုတာပဲကဲသမီးလဲထိုင်ပြီးမမေတို့စကားပြောတာနားထောင်မသိန်းကြီးမှာခုံ၌ရိုးရိုးကလေးဝင်ထိုင်လိုက်လေမောင်သိန်းတင်လဲမသိန်းကြီးကိုစိုက်ကြည့်ပြီးစိတ်ထဲ၌ ရွှေဘူမျိုးရဲ့အချောလားတွေရဲ့ထိတ်ထဲကပဲ မောင်သိန်းတင်လဲစကားဝိုင်း၌မသိန်းကြီးပါဝင်လာသဖြင့်အဟောပြောကောင်းလာသောမောင်သိန်းတင်မှာကျောင်း၌သင်ခဲ့ဘူးသောပညာရက်များကိုပြောပြလေ ကျွန်တော်တို့ကျောင်းမှာဆို ထို့အပြင်အင်္ဂလိပ်ရာဇဝင်အိန္ဒိယရာဇဝင်တိရစ္ဆာန်များအကြောင်းကိုနားထောင်၍ကောင်းအောင်အမျိုးမျိုးအဖုံဖုံပြောဆိုလေရာအိမ်သားများကသဘောကျလေမသိန်းကြီးမှာနားထောင်ရင်ရည်စရာရှိလျင်ရည်လိုက်အံ့ဩစရာရှိလျင်အံ့ဩလျက်မောင်သိန်းတင်ဤစကားရည်ရင်ကျော်၌မျောပါနေ၏မောင်သိန်းတင်မှာလည်းညနေရုံးပြတ်လျင်ထုံးစံအတိုင်းရေမိုးချိုးစားတောက်ပြီးလျင်ထိုအိမ်သို့ရောက်၍စကားပြောဆိုပြီးမိုးချုပ်ခံနေမှပြန်လေးရှိ၏မသိန်းကြီးမှာအိမ်မှုကိစ္စနိုင်နေသောမိန်းကလေးဖြစ်၍ပြင်ပနှင့်ဆက်သွယ်မှုနည်းသူလည်းဖြစ်၏ဒဇင်ယောက်ျားတစ်ယောက်နှင့်နီနီကက်ကက်စကားပြောဖို့ဝေးစွာယောက်ျားတစ်ယောက်ကိုစိတ်စိတ်ပင်မကြည့်ဘူးကဲ မောင်သိန်းတွေကလူကြီးတစ်ယောက်လိုလည်းပြောတတ်တယ်လူငယ်အကြိုက်လည်းပြောဆိုတတ်တယ်သူပြောတဲ့စကားတွေဟာမှတ်သားဖွယ်အလွန်ကောင်းတယ်ရုပ်ရည်ကဒီကြည်ခန့်ညာချောမောတဲ့သူတစ်ယောက်ဒီလိုလူမျိုးကငါတစ်ခါမှမတွေ့ခဲ့ဘူးသူ့ကိုငါဘာလို့ညာနေတိုင်းတန်တနေရပါလဲငါဘာဖြစ်တာပါလဲသူရုံးမှာအလုပ်များလို့မလာနိုင်တဲ့နေ့တွေဆိုရင်ငါမသားမယာနေမချိထိုင်မသားဖြစ်ရပါလေသူမလာတဲ့နေ့ကိုအိပ်ရတဲ့ဆက်စောဝင်အိတ်တာမိမိတော်ရိပ်မိတာမသိဘူး မောင်သိန်းတင်မှာနေတိုင်းသွားချင်တော့လဲတခါတရံအရေးပိုင်မင်းနှင့်ညအိမ်ညနေနေရွာများသို့ဆင်းရ၏မသိန်းကြည့်တော့မျှော်နေရော့မယ် မသိန်းကြီးအိမ်သို့မရောက်ဖြစ်သည်မှာနည်းနည်းကြာသွား၍နောက်နေ့သွားမည်ဟုစိတ်ထဲကဆုံးဖြတ်ထားတော့လေနောက်နေ့မန္တလေးမှအဖေနှင့်အမေရွှေဘိုသို့ပြောင်းရွှေ့လာကြသည် ဖေဖေတို့ရဲ့တန်ကြိုးရိုက်လိုက်ရောပေါ့အားလာကြုံမှာပေါ့ တန်ကြိုးလည်းမရိုက်တော့ပါဘူးကွယ်မင်းလည်းအလုပ်တစ်ဖက်နဲ့အလုပ်ပြတ်ပါတယ် အဖေတို့ရောက်၍အိမ်ငှားရပြန်၏နေရာထိုင်ခင်းများပြုလုပ်ရပြန်၏အနေထိုင်ကြ၍ညဘက်အဖေတို့ကိုထား၍သွားရန်မသိ၍အသာနေရပြန်၏မသိန်းကြည့်တို့အိမ်မရောက်တာလဲတလားလောက်တောင်ရှိတော့မယ် မောင်သိန်းတင်မသိန်းရှင်ရုပ်ပြဆက်လန်းလေးရဲ့အပိုင်း 3ကတော့ဒီမှာပြီးဆုံးပါပြီနောက်အပတ်တွေမှာလည်းအပိုင်း 1တွေကိုဆက်လက်တင်ပေးသွားမှာဖြစ်တဲ့အတွက်အဆောင်မြောက်အားပေးကြပါအောင်ရှင်